အားလုံးမင်္ဂလာပါကျွန်တော်ရဲ့ကိုယ်တိုင်ဒူဒီ channel 2ကနေကြိုဆိုပါရဗျနော်အဲ့တော့တစ်ပတ်စာတော့ကျွန်တော်တင်ထားပေးပြီးပြီနော်ဒါကျွန်တော်ရဲ့ channel ကအသစ်ပေါ့နော်ကျွန်တော်ရင် channel က report မိသွားလို့ report ထုခံလိုက်ရလို့ဘယ်သူထုလဲတော့ကျွန်တော်လည်းမပြောတတ်ဘူးနော်အဲ့တော့ဒီ channel သစ်ကို like and subscribe လေးလုပ်ထားပေးဖို့ကျွန်တော်မေတ္တာရပ်ခံပါတယ်နော် like and subscribe လေးလုပ်ထားပေးပါဒါကတော့မနေ့ကကျွန်တော်တစ်ပတ်စာမှာကျွန်တော်ရှင်းပြပေးသွားတော့ဗောနော်ရှေ့ပူးကြောင့်2ခွန်4ကိုခွန်ရွှေခွက်ဆိုရင်ခွန်9နဲ့2 4ပတ်သီးဆိုရင်13ပတ်သီးနော်တောက်ကြနေညနေဘူးထွက်ခြင်းကြောင့်ဒီ4ခွက်ထဲတစ်ခွက်လာမယ်နော်ပြီးရင်တောက်ကြနေညနေနောက်ပိတ်ခဏစုံပိတ်မို့လို့ဒီထဲတစ်ခွက်လာမယ်ပို့ပြန်မြင်ကုန်မယ်ရှင်းသေးကိုပုံနာနော်အေးဟုတ်တယ်ခုနကထွန်းလာဟုတ်ပြီနော်ကဲအဲ့တော့ကျွန်တော်ဒီနေ့ဘာထပ်ပြောခြင်းလဲဆိုတော့ဒီမှာအပေါ်အောက်ရှင်းနှလုံးတန်းတယ်အပေါ်အောက်ရှင်းနှလုံးတန်းခြင်းကြောင့်38 break နော်38 break လာမယ်ပိုတဟူးကြာတာပြီးနှစ်တော့မှ38 break 100 ရာခိုင်နှုန်း100 ရာခိုင်နှုန်းလာမယ်ဟုတ်ပြီနော်အဲ့တော့ဒီ13ပတ်သီးနဲ့ဆိုရင်1နဲ့1ခွန်နော်1နဲ့1ခွန်30 35 13ပတ်သီးနဲ့ကျွန်တော်ရွေးထုတ်ပေးလိုက်တာဟုတ်ပြီနော်ကဲတော့မနေ့ကနေတိုက်ကိုတော့ကျွန်တော်ဆက်တင်ပေးမယ်ဟုတ်ပြီနော်အဲ့ဆိုကျွန်တော်တော့တိတ်ဘာမှထွေထူးများမရှိကျွန်တော်ဒီနေ့ပြောဖို့မိပါဒီရှင်းနှလုံးတန်းခြင်းကြောင့်38 break 2ရက်အတွင်း2ရက်အတွင်းလာမယ်ဟုတ်ပြီနော်1နဲ့1ခွန်33ပါဒါ13ပတ်သီးနဲ့ကျွန်တော်ရွေးပေးလိုက်တာဟုတ်ပြီနော်1နဲ့1ခွန်33ပါအဲ့တော့ 3D ကရတဲ့မွေးခွက်ကကျွန်တော်မနေ့တပတ်စာမှာကျွန်တော်ပေးထားပြီးနော်ဒီမှာ 3D ကနေရတဲ့မွေးခွက်က3532 5နဲ့3ခွန်28 5ဘူးဟုတ်ပြီနော်ဒါက 3D ရပဲဒီကောင်ကလာကိုလာမယ်ဒီ3ရက်အတွင်းလာမလာနောက်တစ်ပတ်ကျင်းသေးလာလိမ့်မယ်ဟုတ်ပြီနော်ဒါလေးဇဲရှိတော့မွေးဖို့လိုတယ်ကဲအဲ့တော့ကျွန်တော်နေ့တိုင်းအတွက်ကကျွန်တော်သွားအောင်နော်နေ့တိုင်းတော့ခဏလေးပြနေ့တိုင်းအတွက်ကဟုတ်က50965ကျန်တင်ရိုက်ကဲအဲ့တော့ဒီတပတ်စာတွေကကျွန်တော်ခုမကြော်ရွေးပေးမယ်နော်2ရက်အတွင်းထွက်မဲ့ပတ်သီးဆိုရင်နော်ဒီ4ပတ်သီးနဲ့5ပတ်သီး2ရက်အတွင်းလာမယ်အခွေဆိုရင်ဒီအခွေ4539အခွေမွေးခွက်ဆိုရင်ဒီကောင်မွေးခွက်ဟုတ်ပြီနော် break ဆိုရင်1 break ဒါကျွန်တော်အကြိုက်ဆုံးဟုတ်ပြီနော်ကျွန်တော်အကြိုက်ဆုံးဟာတွေကျွန်တော်ရွေးပေးလိုက်တာဟုတ်ပြီနော်ကဲအဲ့တော့တစ်ပတ်စာသွားမယ်နော် sorry နေ့တိုက်သွားမယ်နော်ကျွန်တော် channel like subscribe လုပ်ထားပေးပါဗျာနော်ကျွန်တော်အရင်ကိုယ်တိုင် channel ကပြတ်သွားလို့ပုံမိသွားလို့နော် stand နေခဏလေးနော် sorry ပါဗျာကျွန်တော်
စိတ်နေတော့ဗုဒ္ဓဟူးနေ့အဖွင့်နေ့အတွက်ကျွန်တော်ရဲ့နေကုန်လုံးပိုင်းကငါးတစ်လုံးရှိမယ်နော်မြင်ရလားရနော်ဒီတိုင်းဆိုမြင်ရနေကုန်ပတိကနေကုန်လုံးပိုင်းကငါးတစ်လုံးရှိမယ်နေကုန်ပတိက6 ပတိရှိမယ်ဟုတ်ပြီနော်ကီးခွေကနှစ်ခွန်50ကီးခွေဒီကနေအပြီးထွက်မယ်ဆိုရင်9နဲ့80နော်9နဲ့80အဲ့တော့နေကုန်ထိုးခွက်ပေးမယ်နေကုန်ထိုးခွက်ဆိုရင်9နှစ်9ခွန်9 90 6နဲ့ဆိုရင်6နှစ်6ခွန်6 60ဒီ9နဲ့ဆိုကျွန်တော်ကြိုက်တယ်9နဲ့9ခွန်ကြိုက်တယ်နော်6နဲ့ဆို6နဲ့6ခွန်ကြိုက်တယ်ဒီကွက်ရဒီကွက်ရ6နဲ့6ခွန်ကြိုက်တယ်ဟုတ်ပြီနော်မနေ့ကတော့ကျွန်တော်နေကုန် break ဆိုရင်1 break 2 break 4 break 10 break ရှိမယ်အဲ့ဒါမှကျွန်တော်ကြိုက်တယ်ဒီ1 break နဲ့10 break ကိုကြိုက်တယ်ဒီမှာဆိုရင်9နှစ်6 5 1 break နော်10 break ဆို6နှစ်တကွက်ပါမယ်အဲ့တော့ဒီမှာကျွန်တော်ရေးပေးထားတယ်10ဘူးထွက်ထားရင်2ခွန်4 9ခွေတင်ကွက်ဆိုရင်ခွန်9နဲ့2 4ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ပထမ main ဩကမတူဘူးနော်မတူဘူးဆိုတာကကျွန်တော်ဒီကောင်နဲ့မတူဘူးနော်အားလေးနန်းတားလိုက်ပေးပါပထမ main ဩက1ခွန်1 4 1 5ဒူ main ဩက3ခွန်3 4 3 5ဟုတ်ပြီနော်နေကုန်2ကွက်ကောင်းဆိုရင်5 9နဲ့6အားဟုတ်ပြီနော်နေကုန်1ကွက်ကောင်းဆိုရင်90အားအဲ့တော့တစ်ပတ်အတွင်းမှာပူသတိထားပါနော်ဦးတေနှစ်ရက်အတွင်းမှာတင်းနဲ့ပတ်သည်ဟုတ်ပြီနော်ပတ်သည်သမားတွေကကြိုင်နှစ်ရက်အတွင်းမွေးပတ်သည်ကြိုင်တင်းနဲ့ပတ်သည်နော်ဒါကမနေ့ဖြန်နေတိုင်းပတ်သည်က6ဟုတ်ပြီနော်အဲ့တော့ဒါကကျွန်တော်ရဲ့အဖွင့်လေးတော့နေတိုင်းပါအဲ့တော့ကျွန်တော်မိတ်ဆွေကျွန်တော်မျိုးတွေအဖွင့်လာတာလေးနဲ့မှတ်ကြပါစေကျွန်တော်ရဲ့ channel လေးကိုလည်း like subscribe လုပ်ထားပြီးတော့ကျွန်တော်အထူးမေတ္တာရက်ခံပါတယ်ဗျာကဲအားလုံးကျေးဇူးပါဗျာ